အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကစီးပွားရေးလုပ်ငန်းတွေအတွက်သိထားရမယ့်အချက်ကလေးတစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့မျှဝေပေးချင်ပါတယ်ဒါပါလဲဆိုတော့ကိုယ့်လုပ်ငန်းတွေကိုအရင်အနည်းထပ်မထည့်ဘဲနဲ့အမြတ်ပိုရအောင်ဘယ်လိုနည်းလမ်းတွေနဲ့လှုပ်ဆောင်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်โอเคဆက်ပြီးတော့လေ့လာကြည့်ပါဦးဗျကိုယ့်လုပ်ငန်းကိုအရင်အနည်းထပ်မထည့်ဘဲနဲ့အမြတ်ပိုရအောင်လုပ်လို့ရနိုင်မဲ့ပထမဆုံးနည်းလမ်းတစ်ခုကတော့ stock turnover ကိုအခြေအရေးအတွက်များများဖြစ်အောင်လဲခြင်းဆိုတဲ့နည်းလမ်းဖြစ်ပါတယ်အဲ့တော့ stock turnover ဘာလဲဆိုတော့ stock turnover ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဝယ်ထားလိုက်တဲ့ stock တွေတစ်ခုမကြံအကုန်လုံးရောင်းထွက်သွားခြင်းကို stock turnover တစ်ကြိမ်ဖြစ်တယ်လို့ဆိုပါတယ်အဲ့တော့ business တစ်ခုက stock turnover တစ်ကြိမ်ဖြစ်လို့တိတ်တရာအမြတ်ဆိုးရတယ်ဆိုရင်တတ်မှတ်ထားတဲ့ဒီကာလတွေမှာ stock turnover နှစ်ကြိမ်ဖြစ်အောင်လဲနိုင်ရင်တိတ်200အမြတ်ပို့တိုးပြီးတော့နှစ်ဆရနိုင်မှာဖြစ်ပါတယ်โอเคတော့ example လေးနဲ့ပြောကြည့်အောင်ကျွန်တော်ကထောက်ရငွေ10သိန်းနဲ့ကျွန်တော်ပစ္စည်းတွေအခု100ဝယ်ပြီးတော့ကျွန်တော်တစ်လလုံးရောင်းမယ်ဆိုတော့ဒါဆိုကျွန်တော်3သိန်းအမြတ်ရမယ်ဆိုတော့ဟုတ်ပြီနော်ကျွန်တော်ငွေ10သိန်းနဲ့ပစ္စည်းအခု100ဝယ်မယ်တစ်လလုံးရောင်းမယ်ဒါဆိုကျွန်တော် stock turnover တစ်ကြိမ်တစ်လမှာဖြစ်တယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်ဒီအတွက်ကျွန်တော်အမြတ်3သိန်းရမယ်ပေါ့အဲ့တော့ကျွန်တော်က stock turnover ကိုတစ်လအတွင်းမှာ2ကြိမ်ဖြစ်အောင်လဲလိုက်မယ်အဲ့တော့ပစ္စည်းတွေကို10သိန်းမို့အခု100ဝယ်လိုက်မယ်တစ်လအချိန်မယူဘူးနှစ်ပတ်နဲ့ကျွန်တော်ကရအောင်ရောင်းမယ်ပြီးတော့ထွက်လာတဲ့ငွေရင်းကိုထပ်ပြီးတော့ပစ္စည်းအခု100ထပ်ဝယ်မယ်နောက်ထပ်နှစ်ပတ်အတွင်းမှာထပ်ပြီးတော့ကုန်သွားအောင်ထပ်ရောင်းမယ်ဒါဆိုတစ်လအတွင်းမှာ stock turnover 2ကြိမ်ဖြစ်သွားတယ်ကျွန်တော်ရဲ့အမြတ်ကလည်း10သိန်းရင်းပြီး3သိန်းမြတ်ရကနေပြီးတော့10သိန်းပဲရင်းပြီးတော့2သိန်းအမြတ်ကို2ဆရရှိမှာဖြစ်ပါတယ်အဲ့တော့အရေးကြီးထပ်မဆိုင်ဖဲနဲ့အမြတ်ကိုဇာတိုးကြည့်ရင်အမြတ်ထပ်တိုးကြည့်ရင် stock turnover အရေးအတွက်များလဲအောင်ပြုလုပ်စီတာဖြစ်ပါတယ်ဒါကပထမနည်းလမ်းတစ်ခုပါအဲ့တော့ဝေရင်းထပ်မထည့်ပဲလေကျွန်တော်တို့အမြတ်ပိုရအောင်နောက်ထပ်လုပ်လို့ရမယ့်နည်းလမ်းတစ်ခုက order ကောက်တဲ့နည်းလမ်းဖြစ်ပါတယ် order ကောက်တဲ့နည်းလမ်းပါဥပမာဆက်ပစ္စည်းတွေကိုကျွန်တော်တို့ order ကောက်ပြီးရောင်းမယ်သုံးဖို့ဂျားကန်နဲ့ကျွန်တော်တို့တစ်စစ်ရောင်းမယ်ဒီလိုနည်းလမ်းနဲ့အမြတ်ပိုတိုးအောင်လုပ်လို့ရပါတယ်ဥပမာထားပါတော့ကျွန်တော်ကဖုန်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်ဆိုပါတော့ဗျာနော်ကျွန်တော်ဖုန်းဆိုင်မှာကျွန်တော်ကဖုန်းအမျိုးအစားအများကြီးမရှိဘူးနည်းနည်းပဲရှိတယ်ဒါပေမဲ့လာဝယ်တဲ့ customer ကကျွန်တော်ဆိုင်မှာမရှိတဲ့ဖုန်းမျိုးစားကိုသူကဝယ်ယူခြင်းနေအဲ့လိုအချိန်မှာကျွန်တော်နဲ့ရင်းနှီးတဲ့တခြားဖုန်းဆိုင်တွေနဲ့ကျွန်တော်ချိတ်ထားမယ်ပေါ့နော်အဲ့ဒီဖုန်းဆိုင်တွေစီကဖုန်းကိုယူပြီးတော့ရောင်းပေးလိုက်မယ်ရောင်းပေးလိုက်တဲ့အတွက် customer လည်းကျင်းနေသွားတယ်ကျွန်တော်ကလည်းရောင်းရတစ်ခုရသွားတယ်ဒီ relationship မှာရောင်းရတဲ့အထက်ကနေပြီးတော့ကျွန်တော်က commission လိုမျိုးတစ်ခု order ကောက်ပေးတဲ့ order ကြီးလိုမျိုးကျွန်တော်တစ်ခုရယူလိုက်မယ်ဒါဆိုကျွန်တော်ကအရင်ဒီထပ်မထည့်ပဲနဲ့အမြတ်ဆုံးရနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီနည်းစနစ်ကငွေအရေးမထည့်ပဲနဲ့လုပ်ငန်းတစ်ခုစတင်နေကြတဲ့လူတွေအများပြားရှိတယ်ဥပမာ order ကောက်ပြီးတယ်အထည်ဆိုင်တွေအများကြီးနဲ့ချိန်ထားတယ်အဲ့တော့ဘလို့အထည်မျိုးလိုချင်လဲဒါမျိုးပေါ့နော်အဲ့တော့ तू ကဒီဓာတ်ပုံလေးတွေရိုက်ထားတယ် customer တွေကိုလိုက်ရှာတယ်ဝယ်သူရှိတဲ့အချိန်မှာဈေးနှုန်းကိုညှိနှိုင်းပေးပြီးတော့အထည်ကိုရောင်းပေးတယ်ဒီအတွက် तू ကြားရတဲ့ commission ရတယ်ဒီလိုနည်းလမ်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုစနေတယ်ကိုယ့်မှာလုပ်ငန်းတစ်ခုရှိတယ်ဆိုရင်ဒီလုပ်ငန်းရဲ့ဆက်ပစ္စည်းတွေဒါမှမဟုတ်ကိုယ့်လုပ်ငန်းမှာမတင်နိုင်တဲ့ပစ္စည်းတွေကိုတင်ထားတဲ့တခြားဆိုင်တွေနဲ့ချိတ်ဆက်ပြီးတော့ order ကောက်ပြီးတော့ရောင်းပေးမယ်ဆိုရင်လည်းကျွန်တော်တို့ကအမြတ်ပိုရနိုင်ပါသေးတယ်နောက်ထပ်အရင်းအနှီးလုပ်ငန်းတွေကိုထပ်မထည့်ပဲနဲ့ profit ရအောင်ထပ်လုပ်လို့ရတဲ့နည်းလမ်းကရှင်းပါတယ်ဒါကျွန်တော်တို့က credit terms နဲ့ယူပြီးတော့ကျွန်တော်တို့ wholesaler ကျွန်တော်တို့ရဲ့ supplier စီကနေကုန်ပစ္စည်းတွေကို credit ယူပြီးတော့ကျွန်တော်တို့ပြန်ရောင်းတာဖြစ်ပါတယ်အဲ့တော့ဆိုတော့ကပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့က300ဘူးကျွန်တော်ပစ္စည်းတွေဝယ်မယ်ကျွန်တော် supplier စီကျွန်တော်ပြန်ရောင်းမယ်ဒါဆိုကျွန်တော်300ဘူးစာအမြတ်ရမယ်ဒီလိုတော့အဲ့တော့လုံရင်းကန်ရင်းနဲ့ကျွန်တော် relation တစ်ခုဖြစ်လာတဲ့အချိန်မှာ trust တစ်ခုဖြစ်လာတဲ့အချိန်မှာကျွန်တော်ဘာလုပ်လို့ရလဲဆို okay ကျွန်တော်တို့300ဘူးပဲလက်ကင်းဝယ်မယ်ဒါပေမဲ့ကုန်ပစ္စည်းကျွန်တော်200ဘူးပေးပါဒီ200ဘူးကိုကျွန်တော်ရောင်းချမယ်နောက်ကိုရင်ကျွန်တော်ပြန်ပြီးတော့ငွေပေးချေမယ်ဆိုတော့ credit terms ပေါ့အကျွေးဝယ်ယူမှုပုံစံအမျိုးမျိုး policy မျိုးမျိုးကိုကျွန်တော်တို့ကညှိနှိုင်းလို့ရလာနိုင်ပါတယ်အဲ့တော့ကိုယ်မှာလုပ်ငန်းတစ်ခုရှိတယ်ဒီလုပ်ငန်းတစ်ခုကိုကိုယ်ကမှန်ကန် run လာပြီးပြီဆိုရင်ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့က supplier စီကနေအကျွေးယူလို့ရတယ် credit ယူလို့ရတယ်ဒီအတွက်ကျွန်တော်တို့ကလုပ်ငန်းကိုအရေးကြီးထပ်မထည့်ပဲနဲ့အမြတ်အစိုးထက်ရအောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းတွေအတွက်အရေးကြီးထပ်မထည့်ပဲနဲ့အမြတ်ပိုရအောင်လုပ်လို့ရမယ့်နောက်ထပ်နည်းလမ်းတစ်ခုကတစ်နှစ်လုံးအတွင်းမှာ seasonal demand ရှိသလားအဲ့ဒီလောက်မှာကျွန်တော်တို့ကဈေးပိုတင်ပြီးရောင်းမယ်ဆိုရင်အရင်ဒီထပ်မထည့်ပဲနဲ့အမြတ်ပိုရမှာဖြစ်ပါတယ်အဲ့တော့ seasonal demand ဆိုတာဘာလဲအရင်ဆုံးသဘောပေါက်ထားဖို့လိုတယ် seasonal demand ဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုမှာတစ်နှစ်တာအတွင်းရာသီတွေပွဲတွေလူတွေကားရှာတွေတနည်းအားဖြင့်ပြင်ပ events တစ်ခုခုကြောင့်ဖြစ်ရတစ်ခုခုကြောင့် demand ဆိုရယ်ဝယ်တော့အားကရုပ်ရထောင်တက်သွားတဲ့အနေအထားမျိုးကိုဆိုလိုတာဖြစ်ပါတယ်ဥပမာထားတော့ကျွန်တော်တို့မိုးရင်းဆိုရင်မိုးကအင်ဂျီတွေထီးတွေအများကြီးကျွန်တော်တို့က
စီလုံးခုန်တက်သွားတတ်တယ်။ကျောင်းဖွင့်တဲ့ရာသီဆိုရင်စာအုပ်တွေစာရေးခရီး stationery ပို့ပြီးတော့ရောင်းရတတ်တယ်။ထားပါတော့ကျွန်တော်ပွင့်လင်းရာသီဆိုရင်ဒါကျွန်တော်တို့ချောင်းသားတွေဝေဆောင်တို့မှာလူတွေပို့ပြီးတော့များတတ်တယ်။ဧည့်သည်တွေပို့များတတ်တယ်။ဒါမျိုးကိုကျွန်တော်တို့က seasonal demand လို့ခေါ်ပါတယ်။အဲ့တော့ပုံမှန်ကိုယ့်လုပ်ငန်းကပုံမှန်အရင်းနှီးနဲ့ပဲလည်ပတ်နေတယ်။ဒါပေမဲ့ကိုယ့်လုပ်ငန်းမှာ seasonal demand ကြီးကြီးမားမားရှိတယ်ဆိုရင်အဲ့ဒီအချိန်မှာဝယ်လူကအရင်များသွားတတ်တယ်။ဝယ်လူကအရင်များသွားတယ်ဆိုရင်ကျွန်တော်တို့ကဈေးနှုန်းကိုမြင့်တင်လို့ရတယ်။ price ကိုမြင့်တင်လို့ရတယ်။အဲ့တော့ price ကိုပိုပြီးမြင့်တင်လိုက်နိုင်တယ်ဆိုရင်ကျွန်တော်တို့မှာ profit margin ပိုများပြီးတော့အမြတ်အစွန်းပိုရမှာဖြစ်ပါတယ်။အဲ့တော့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကိုယ်ပိုင်ရင်းနှီးထက်မထည့်ပဲနဲ့နောက်ထပ်အမြတ်ပိုရမယ်နည်းလမ်းတစ်ခုကဆက် service ကလေးတွေနော်ကျွန်တော်တို့ဒါလုပ်ပေးတာဖြစ်ပါတယ်နော်ဆက်ဥပမာထားပါတော့ကျွန်တော်ကထားပါတော့ကျွန်တော်ကုန်ပစ္စည်းတစ်ခု online ကနေကျွန်တော်ရောင်းချတယ် online shopping လုပ်တယ်ပေါ့နော်တော့ online shopping လုပ်တဲ့အတွက်ကျွန်တော်ကဒီပစ္စည်းတွေကို delivery service တစ်ခုကိုသုံးပြီးတော့ကျွန်တော် customer စီကိုပို့ပေးရမယ်အဲ့တော့ delivery service ကိုမပို့ဘဲနဲ့ကိုယ့်ဟာကိုပစ္စည်းတွေကို like စုပြီးတော့ပို့ပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့investment မလုပ်ဖဲနဲ့ကျွန်တော်တို့ဘာရနိုင်လဲဆိုရင် okay ကျွန်တော်တို့ထပ်ပြီးတော့ income တစ်ခုထပ်ရနိုင်တယ်ဒါကိုကျွန်တော်တို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဆိုတော့ကဆက် service ပစ္စည်းလေးတွေပေါ့အဲ့တော့ကျွန်တော်ကတာယာတွေရောင်းမယ်လေထိုးတဲ့ service မှာလုပ်ပေးမယ်ဘိန်းလဲတဲ့ service မှာလုပ်ပေးမယ်ဒါဆိုအရင်ဒီအများကြီးထပ်မထည့်ပဲနဲ့ maybe အရင်ဒီလုံးဝထပ်မထည့်ပဲနဲ့ income တစ်ခုအပိုထပ်ရနိုင်မှာဖြစ်ပါတယ်အဲ့တော့ service နဲ့ product နဲ့မှာ product ဒီ production sale တွေကုန်ကြတယ် logistics sale တွေကုန်ကြတယ်အဲ့တော့ service ဆိုတာကကျွန်တော်တို့ကဝန်ဆောင်မှုပေးတာပေါ့နော်ဥပမာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဒီအမြတ်မှာချင်းများနေရှိတယ်လို့တစ်ခါတလေမှာလုံးဝဝေအရင်ဒီမလိုပဲနဲ့စလို့ရတဲ့ service တွေရှိတတ်တယ်အဲ့တော့ကိုယ့်လုပ်ငန်းမှာဘလို့ထပ်ပြီးတော့ service တစ်ခုထပ်ပေါင်းပေးလိုက်ရင်နော်ဒါကျွန်တော်တို့ income တွေပုံများသွားနိုင်တယ်ဒါကိုစဉ်းစားလို့ရမှာဖြစ်ပါတယ်အဲ့တော့အရင်လေးထပ်မထည့်ပဲနဲ့ကျွန်တော်တို့ profit တွေပိုရခြင်းနဲ့ဆိုရင်လုပ်ငန်းချင်းချင်း collaborate လုပ်တာပေါ့နော်ဆက်တဲ့လုပ်ငန်းချင်းချင်းထိတ်ဆက်ပြီးတော့လှုပ်ဆောင်တဲ့ needs တွေကိုလည်းကျွန်တော်တို့ကသုံးလို့ရတယ်ဥပမာထားပါတော့တခြားလုပ်ငန်းကနေပြီးတော့ကိုယ့်လုပ်ငန်းမှာလာမယ်အဲ့ဒီလုပ်ငန်းနဲ့ချိတ်ဆက်ထားမယ်အဲ့ဒီလုပ်ငန်းကညှို့လိုက်လို့လာတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီလုပ်ငန်းကို percentage တစ်ခုပေးမယ်ကိုကလည်းဒီလိုပဲပေါ့နော်ကိုယ့်စီမှာကိုကဒီ product တွေဥပမာကိုက billet မြေတို့တဲတို့ဒါတွေရောင်းတယ်ကိုယ့်စီမှာတော့တန်မရှိဘူးတန်ဝယ်ခြင်းတဲ့လူကကိုယ့်စီမှာဘီလက်မြေဝယ်နေကိုကတခြားဆိုင်ကိုညှို့ပေးလိုက်မယ်ဒါဆိုညှို့ပေးလိုက်တဲ့ဆိုင်ဆက်တွေကိုက incentive ပြန်ရမယ်ဟိုတယ်လုပ်ငန်းတွေလို့ပေါ့ဗျာနော်ဟိုတယ်ကျွန်တော်ဥပမာထားပါတော့ကျွန်တော်3မိန်းလေးမောင်းမယ်ဟိုတယ်ကိုကျွန်တော်ကခီးတယ်ခေါ်သွားပေးမယ်တဲခုပဲလူခေါ်သွားပေးမယ်ဆိုဟိုတယ်ကနေကျွန်တော်ကို percentage charges တစ်ခုပြန်ပေးမယ်အဲ့တော့ဟိုတယ်ကိုပို့ပေးရတဲ့3မိန်းကလည်းကျွန်တော်ရမယ်ဟိုတယ်ကပြန်ပေးမယ် charges လည်းကျွန်တော်ရမယ်စီးပွားရေးလုပ်ငန်းအချင်းချင်းချိတ်ဆက်ထားပြီးတော့တဦးနဲ့တူအပြန်လဲကူညီခြင်းအပြင်လည်းကျွန်တော်တို့အပိုဝင်ငွေတွေရှာလို့ရပါတယ်တကယ်ဖြစ်တော့ဥပမာပွဲစားအကျိုးဆောင်ဆိုတဲ့ဒီလိုနီးပဲပေါ့နော်အဲ့တော့ဥပမာထားတော့ကျွန်တော်ဆိုင်လေးဆိုင်ဖွင့်ထားမယ်ကုန်စုံဆိုင်ဖွင့်ထားမယ်အဲ့တော့ဒီကုန်စုံဆိုင်မှာ delivery service ပေါ့နော် delivery service တစ်ခုခုကိုကျွန်တော်တွဲပြီးတော့သူတို့ကိုကျွန်တော်လုပ်ခိုင်းလိုက်မယ်ဒါဆိုကိုကအရင်ဒီထက်ဆိုင်ဆရာမလို့ပဲတဲ့အမျက်တွေပို့ရမယ်ဒီလို business အချင်းချင်းဘယ်လိုချိတ်ဆက်လို့ရနိုင်မလဲစဉ်းစားမယ်ဆိုရင်လည်းအရင်ဒီထက်မထည့်ပဲနဲ့ရရှိနိုင်မှာဖြစ်ပါတယ် okay ကျွန်တော်အခုမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့လုပ်ငန်းကိုအရင်ဒီထက်မထည့်ပဲနဲ့အမျက်ပို့ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်နောက်ထပ်ထပ်ပြီးတော့အသုံးဝင်မဲ့ knowledge တွေလည်းဒီ page မှာမျှဝေပေးပါအောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကောင်းရေးဆိုပါ